Good morning everyone. This is Taswi from MIPD Institute. Today I will be teaching some English pronunciation tips. ကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ English pronunciation နဲ့ပတ်သက်တဲ့နည်းစနစ်တွေ tips လေးတွေကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ English pronunciation အန်တွေကိုမမှန်ကန်ကန်အတန်ထွက်အမှန်နဲ့ထွက်နိုင်ဖို့အတွက်နည်းစနစ်တွေကိုသိဖို့လိုပါတယ်။ဒီတန်းအလွတ်ချက်တယ်ဆိုလို့ရှိရင်တစ်ခါတလေကြာရင်ခေါင်းကရှုပ်ထွေးစေပါတယ်။ကျွန်တော်နည်းစနစ်တွေကိုသိတယ်ဆိုလို့ရှိရင်တော့မမှန်ကန်ကန်နဲ့လွယ်လွယ်ကူကူနဲ့အတန်ထွက်လို့ရပါတယ်။အတန်ထွက်အမှန်ထွက်မှသာကိုပြောတဲ့စကားကိုတခြားနားထောင်တဲ့လူတွေကအထူးသဖြင့် native speaker တွေကကောင်းကောင်းနားလည်နိုင်မှာဖြစ်ပါတယ်။အတန်ထွက်မမှန်မှုဆိုလို့ရှိရင်တော့ကိုပြောတဲ့စကားကိုသူတို့နားလည်မှာမဟုတ်ပါဘူး။အဲ့တော့ကျွန်တော်တို့ English စကားလုံးတွေထဲမှာတတန်နဲ့ထွက်တဲ့စကားလုံးတွေရှိသလိုနှစ်တန်နဲ့ထွက်တဲ့စကားလုံးလေးတွေရှိတယ်။သုံးတန်ထွက်ရတဲ့ပေါင်းပြီးတော့ထွက်ရတဲ့စကားလုံးလေးတွေရှိတယ်။အခုကျွန်တော်ဆွေးနွေးသွားမှာကတော့အတန်တတန်ထက်ပိုများတဲ့စကားလုံးတွေမှာကျွန်တော်တို့ဒုတိယမြောက်အတန်ကိုမြုပ်ခါတဲ့ drop လုပ်ရတဲ့နည်းစနစ်ဖြစ်ပါတယ်။ Let's see some example ဥပမာနည်းနည်းကြည့်ရအောင်။ကျွန်တော်တို့ comfortable ဆိုတဲ့စကားလုံးတစ်လုံးရှိပါတယ်။ဒီစကားလုံးရဲ့အဓိပ္ပာယ်ကတော့တတ်တောင့်တတ်တာရှိသောဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ comfortable ဆိုတဲ့အတန်၃တန်ရှိတယ်ပေါ့နော်။ syllable ၃ခုရှိပါတယ်။အဲ့ဒီမှာဒုတိယမြောက်အတန်ဖြစ်တဲ့ for ဆိုတဲ့အတန်မှာ or ဆိုတဲ့ alphabet လေးကိုကျွန်တော်မြုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ English pronunciation အတန်ထွက်အမှန်ထွက်လာပါတယ်။အဲ့တော့အတန်ထွက်အမှန်ကတော့ comfortable ဆိုတဲ့အတန်ထွက်အမှန်ထွက်လာတာဖြစ်ပါတယ်။ဒုတိယမြောက်စကားလုံးကတော့ different ပေါ့နော်ခွဲပြခြားနာသောဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ဒီ different ဆိုတဲ့စကားလုံးမှာဒုတိယမြောက်အတန်ဖြစ်တဲ့ fa မှာ e ဆိုတဲ့ alphabet ကို drop လုပ်လိုက်မယ်ဆိုလို့ရှိရင်တော့အတန်ထွက်အမှန်ထွက်လာပါတယ်။အတန်ထွက်အမှန်ကတော့ different ဆိုပြီးတော့အတန်ထွက်ရှိပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ reasonable ဆိုတဲ့စကားလုံးဖြစ်ပါတယ်။တင်းလျော်သောတိုက်တန်သောဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်။ဒီစကားလုံးမှာလည်းဒုတိယမြောက် syllable ထိပ်က o ဆိုတဲ့စကားလုံးကို o ဆိုတဲ့ alphabet ကိုမြုပ်လိုက်မယ်ဆိုလို့ရှိရင် reasonable ဆိုတဲ့အတန်ထွက်အမှန်ထွက်လာပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ family ပေါ့နော်မိသားစုဆိုတဲ့စကားလုံးမှာဒုတိယမြောက် syllable ထိပ်က I ဆိုတဲ့ alphabet လေးကိုမြုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ family ဆိုတဲ့အတန်ထွက်အမှန်ထွက်လာပါတယ်။ family မဟုတ်ပါဘူး family ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတတန်ထက်ပိုများတဲ့စကားလုံးတွေမှာဒုတိယမြောက် syllables ကို drop လုပ်ရတဲ့နည်းစနစ်ကိုနားလည်ပြီလို့ကျွန်တော်ယုံကြည်ပါတယ် Thank you so much